အဒီနောက်မှာတော့အမျိုးသမီးကရှေ့ကိုတလိုင်းတိုးသွားပြီးကြောက်နေရပေါ်ကိုသူမရဲ့လက်နဲ့ဆန်းကြည့်လိုက်ပါတယ်သူမကစဝိုင်းပုံစံအမတ်အသားလေးကိုဖိနေလိုက်တဲ့အခါမှာတော့ရုတ်တရက်ဆိုသူတို့ကြောက်တကားတစ်ချက်ပေါ်လာပါတော့တယ်တကားပွင့်သွားတာနဲ့အမျှအပေါ်ကနေတဲမုံလေးတွေတဖြည်းဖြည်းချင်းကျလာသူတို့ကြောက်တုံးကြားကအဲကြောင်းတွေကနေလည်းအမဲရောင်စီးကြီးတွေစိမ့်ထွက်လာပါတယ်အဲဒီနောက်မှာတော့သူမကရှေးရောင်ကြောက်ခေါင်းကြီးရှိရစီကိုတန်းတန်းမှရှောက်သွားလိုက်ပါတယ်ပထမဦးဆုံးအနေနဲ့သူမဟာကြောက်ခေါင်းပေါ်မှာတင်နေတဲ့ဖုံဖုံတွေကိုအသားရတုတ်ဖယ်လိုက်ပါတယ်ပြီးတော့တဲရဆုပ်ကိုယူပြီးချင်းခွင်းပေါ်မှာအလေးချိန်900 gram တိတိတင်လိုက်ပါတယ်ချင်းခွင်းရဲ့တစ်ဖက်ကအောက်ကိုနှိမ်ဆင်းသွားတာနဲ့တပြိုင်နက်သူမရဲ့ရှေ့မှာကြောက်ပြားတစ်ချက်ထောင်တက်လာတာကိုမြင်လိုက်ရပြီးနောက်တစ်ချက်ကလည်းချက်ချင်းဆိုသလိုထပ်ပေါ်လာပါတယ်တကယ်တော့အဲ့ဒါတွေကကြောက်ပြားတွေမဟုတ်ပဲမှန်ချက်ကြီးညက်ချက်ထင်းနေတာပါအဲ့ဒီမှန်တွေကိုနေအောင်ကြီးတိုက်ရဲ့ရောင်ပြားဟန်နိုင်ပဲအနေထားမှာပုံစံချထားတာပါခဏချင်းမှလည်းမှောင်မဲနေတဲ့ကိုတင်ချိုင်းဟောင်းကြီးတစ်ခုလုံးအလင်းရောင်နေတဲ့လင်းထိန်သွားပါတော့တယ်အမျိုးသမီးကတခါကိုဖွင့်လိုက်တာနဲ့အကျွင်းထဲမှာနေအားနဲ့ပြန်ကျဲနေတဲ့ရွှေတွေကိုတွေ့လိုက်ရပါတယ်ဟိုဒီမှာလွင့်စင်းနေတဲ့ရွှေတွေကိုမြင်လိုက်ရတဲ့အခါသူမရဲ့အဖော်တွေဟာလောဘစိုးတွေတတ်သွားကြပါတယ်ဒါပေမဲ့ဂျက်စီကာကတော့မပြောနိုင်ပါဘူးသူမရဲ့အဖော်တယောက်လဲဘေးမှာဆွဲထားတဲ့ဆွဲကျူးကရုတ်တရက်တင်းကျပ်လာပြီးအသက်ရှူကခက်ခဲလာတာကိုသူမသတိထားမိလိုက်လို့ပါဂျန်တဲ့အဖော်တယောက်ကလည်းထိလန့်တကြားနဲ့တနက်ကိုဆွဲထုတ်လိုက်ချိန်မှာပဲသူရက်နေတဲ့မြေကြီးကကျွန်းကျသွားပြီးနက်ရှိုင်းနဲ့တွင်းတဲ့ကြီးတွေကိုတန်းတန်းမှမှပြုတ်ကျသွားပါတော့တယ်ဂျက်စီကာကတော့သူတို့ကိုဂယုမဆိုင်နိုင်အားပဲကြောက်ခေါင်းရှိရစီကိုအမြန်ဆုံးသွားလိုက်ပါတယ်အဲ့ဒီအချိန်မှာကြောက်ခေါင်းအဖုံးကအလိုလိုပွင့်ထွက်သွားပြီးအတွင်းထဲကလာပါတဲ့တစ်သားခေါင်းလေးကိုမြင်လိုက်ရပါတယ်အထဲမှာတော့တကယ်မမ်မီရုပ်အလောင်းကြီးတစ်ခုရှိနေတာပါအဲ့ဒီအချိန်မှာပဲလူတစုကဂူတင်ချိုင်းတွေကိုမြင်လာတာကြောင့်ဂျက်စီကာတယောက်ပိတ်မိသွားပေမဲ့သူမကတော့လုံးဝစိတ်မပြတ်တော့ပါဘူးသူမရှိမှရှိတဲ့နောက်ဆုံးပြီးခဲ့တဲ့အပိုင်းအစားလေးကိုမီးချင်းနဲ့မိညီပြီးမီးပင်ပေါ်မှာဖြည့်စင်နေတဲ့စီတွေတွေကိုပစ်ချလိုက်ပါတယ်မီးကချက်ချင်းစသလိုကူးဆက်သွားပြီးမီးခိုးတွေလည်းဦးတက်လာပါတယ်ဂျက်စီကာကသူမတက်နေတဲ့နေအမြန်ဆုံးပြေးသွားပြီးနောက်ဆုံးအချိန်လေးမှာမမ်မီရုပ်အလောင်းကြီးရှိတဲ့ခေါင်းတွေကိုလွှားခနဲ့ခုန်ဝင်လိုက်ပါတယ်နောက်တစ်ခါမှပဲခေါင်းတလာကြီးကအရှိန်နဲ့လိမ့်ဆင်းသွားပြီးမြေရောက်မြစ်ထဲကိုပြုတ်ကျသွားပါတော့တယ်ပြင်းထန်တဲ့ရေစီဆောင်ကခေါင်းတလာကြီးကိုကြောက်မဲ့ပွေခေါင်းနဲ့ရေဝဲကြီးတွေကိုဆွဲခေါ်သွားပါတယ်တော်တော်ကြာအောင်မျောပါသွားပြီးတဲ့နောက်မှာတော့သူမဟာငိမ့်တက်နေတဲ့ကန်ရည်ပြီးပေါ်ကိုပြန်ပေါ်လာပါတယ်ဂျက်စီကာကခေါင်းတလာကိုဖွင့်ကြည့်ပြီးအသက်ကိုပြင်းပြင်းဆူလိုက်ပြီးပါတယ်အမှန်ပါပဲသူမဟာထူခြားတဲ့ရေရနာတစ်ခုကိုသူမသူယူဆောင်လာနိုင်ခဲ့တာပါအခုတော့သူမရဲ့တခုတည်းသောရည်မှန်းချက်ကဒီမမ်မီကိုအသက်ပြန်ထွင်းဖို့ပါဘာဖြစ်လို့လဲဆိုတော့သူမရဲ့မောင်လေးဟာတတိမေ့နေလို့ပါ